အဲ့တော့ da Avalon 2008ကားလေးပဲကြိုက်ကြလိုက်ပေါ်လို့စမ်းကြည့်မယ်40 coat 6ခုရှိရဟွာP0300, P0301, 303, 301, 303, Tonga 301, 303, 301, 303, and our sensor air tire, not too, is okay. Already. Đi còn phiêu nữa, còn phiêu mà đi còn lên phiêu mà, đi còn lên phiêu mà, phiêu bên ngoài cho nó spark plan này khoai nữa, mình phiêu, và đi phiêu lệ thôi đó, chỉ mà vậy nữa. Đó Celine nè, đi mà Celine qua dưới đó đi. Mình chỉ vài ba gỗ phiêu men là cô luôn mà từ lâu chứ, mà từ lâu, cái đó Celine nè phiêu. Đi còn phiêu baby, còn phiêu baby vài ba dưới ba ba dưới, cô dưới bây giờ cái mà đi không, có pop up vậy, pop up lại nha, vậy. Pin đi motor bật phim là màu rất lâu cái xe này là lâu thôi nó là lì lâu mà đi con ai vô chụp này đi con nữa đi lê lo lâu mà to lo lê lo phiêu bây giờ cả mà đi con cá lê xem đi đó tôi làm không nè đi đi con phiêu mà bây giờ đi spec lại cả đi con ao mà đi con phiêu mà Celine chi á hô mà từ lâu chi á Celine đi mà ta xem là đi từ lâu nó bắt đầu mà đi lâu nó phiêu đi nè để phiêu bì để phiêu bì từ đó rồi con đấy để bây giờ tìm bác máu đó thế đó mà lên ta gì đó bắt chuyện là cái đẹp phiêu nữa lâu vào phiêu nữa đã phiêu mà đi còn phiêu mà đi cả SMD nó còn phiêu lắm ao mà nó 135 giờ xí à 135 2 đã xí à cho nó 2 4 6 sparklet cho luôn được đó đó là sẽ được 134 giờ nó có hai đó ai hai phiêu vào đi ra còn phiêu air cleaner phiêu mẹ cho air cleaner cái đông của xí đấy mà tôi khu đông của đi bay để xếp phiêu là gì vậy phiêu lại thế đi ôm mà lì xịt đấy filter L filter anh chị ạ mà là con hộp lập sâu lắm á cái gì vậy? Thì có mà
ဒီပိုက်ကိုပြောနကန်တန်းစီတစ်စေကောင်းအောင်ပြောမှာပြန်နေဒါလေးဆက်ပြလိုက်မယ်အုံနဲ့လေးပါလာအုံနဲ့လေးပါဘီဖလာပြီးရင်ဒီမှာဒီကောင်ဖြုတ်မယ်ထရုံးတယ်လေးလုံးရှိတယ်နဲ့တစ်လုံးနှလုံးသုံးလုံးလေးလုံးဒီကောင်ဖြုတ်မယ်ကောင်းဒိုင်းလေးပဲတာလေးပဲဒီမှာထားလိုက်မယ်နော်မကြည့်ပါဘူးမဖြုတ်ဘူးကောင်းလုံးမဖြုတ်ဘူးပြီးရင်တော့ဒီကောင်လေးဖြုတ်မှာဒီမှာလက်တကောင်လေးရှိတယ်ဖြုတ်တော့တစ်လုံးနှလုံးသုံးလုံးလေးလုံးငါးလုံး၆လုံးဟောပါမှာဒီမှာစနစ်ရှိတယ်ဟိုမှာစနစ်တစ်လုံးရှိတယ်အလုံးခုနှစ်လုံးဖြုတ်ရမယ်မပြတော့ဘူးခဲဒါပွင့်ဖြုတ်လိုက်မယ်မနော်ဒီလက်နက်လေးတွေဒီဖြုတ်ပြီးလို့ရှိရင်ဒီဓာတ်လေးဖြုတ်ဒီမှာတစ်လုံးနှလုံးသုံးလုံးလေးလုံးငါးလုံး၆လုံးဒီနောက်မှာရှိတယ်တစ်လုံးခုနှစ်လုံးဟိုဘက်နောက်မှာတစ်လုံးရှစ်လုံးဒီဘက်နောက်ကဟာနံပါတ်စနစ်ဒီဟာလေးနံပါတ်30တွေအဲ့ဒါဖွင့်ပြီးအဲ့ဒါဖြုတ်ပြီးတာနဲ့ဒီဟာလေးကိုဒါလေးမှာပြီးတော့ဟုတ်လားအဲ့ဒါဖြုတ်လိုက်မလိုက်ဘူးဒီမှာစပပလက်လေးဒီမှာနံပါတ်1နံပါတ်3နံပါတ်5ဒီကောင်ဖြုတ်မလဲဒီမှာနံပါတ်30ကောင်နှလုံးသုံးလုံးဒီအောင်ဖြုတ်မှဒီကောင်ကကြွလာပြီးတော့မှဒီဟာတွေကိုဖြုတ်မှစပပလက်3လုံးဒီမှာဒီတစ်လုံးနဲ့ဒီတစ်လုံးဝင်ကြည့်ရမယ်1 and 3 okay ကောင်းလာတော့ဒီ plug ကိုဒါလေးဆက်ပြဒီအမေဒီအမတ်စေတယ်အဲ့ကောင်းလေးကိုဖြုတ်မယ်ဒီလည်းတူတူပဲ
ဒီအောင်ဖြုတ်မယ်ပြီးရင်ဒီစကောင်းဖြုတ်မယ်ပြီးရင်ဒီကွန်ဆက်ထုတ်မယ်ဒီကွန်အောက်မှာစပတ်ပလက်စီပါပြီးဒီအောင်ဖြုတ်ပြီးပါပြီဆိုရင်ကောင်းတော့ဒါလေးတက်ပြီးတော့ဆက်ထုတ်လိုက်အောင်တစ်လုံးဟုတ်လားဒီစပတ်ပလက်ဖြတ်ဖို့ဒါစပတ်ပလက်စပန်နာလေးဟောရှိဖို့လိုပါတယ်ဒီကောင်ရထဲပြီးတော့ဖြတ်ရမှာလေဒါနဲ့ထုတ်ပြီးလို့ရှိရင်ထုတ်ပြီးတော့ပြီးဆိုတော့စပတ်ပလက်ကခွိုင်းအဲ့ဒါကိုတင်းနဲ့တော့မှာမီMiss Fire ဖြစ်တော့အဲ့ဒါကိုကျွန်တော်ကတင်းနဲ့သုံးတဲ့ကောင်တစ်ကိုနှစ်ကိုရှင်းမယ်သုံးကိုလေးကိုရှင်းမယ်ရှင်းပြီးတော့စမ်းကြည့်လိုက်မယ်တကယ်လို့ဒီချက်Miss Fire ကတစ်ကနေပြီးတော့တော့တစ်ကနေပြီးတော့လေးနှစ်ကိုရောက်လာပြီဒါခွိုင်းရောက်မယ်အဲ့တော့ကျွန်တော်ကဘာကြောင့်ဖြစ်တယ်ဆိုတော့ဒီလိုမျိုးရွှေ့ပြီးတော့ရစမ်းကြည့်မှတော့သိမယ်ဆိုတော့ကျွန်တော်ရွှေ့လိုက်ရမယ်အဲ့တော့ spark plug တက်မယ်ဆိုရင်ဒီကောင်လေးတက်ပကောင်းနေပဲလို့ဒီမှာဘယ်လောက်ဆွဲရမလဲဆိုတော့အဲ့တော့ဒီတိုင်းနဲ့18 Did you eat already? ပြီးပေါင်း Does it look juicy? တက်ပြီးတော့ဆွဲပါနော် Alright. Yeah. Want a minute.ဒါမဲ့ဟိုဘက်ကထောင်သုံးလုံးနဲ့ကျွန်တော်ဒီလိုပဲပြန်တက်လိုက်မယ်အဲ့တော့ဒါချိန်ကြောင်မှာဆိုလို့တက်ပြီးမှပဲနောက်တစ်ဆင့်ပြန်ပြမယ်စပတ်ပလက်တက်ပြီးတော့ဒီအကူပြန်ပြီးတော့သူ့တိုင်းလေးပြန်တက်ပါမယ်ဒီမှာ gasket ရှိရနော်intake manifold upper gasket ခေါ်တယ်ဒီကောင်တေချာလေးကြီးစပြီးတော့တက်ပါအဲ့ကောင်ပေါက်သွားရင်လည်းMiss Fire ဖြစ်တယ်ပါတယ်လေးမလုံးတဲ့ခါကျရင်ဒီကောင်ပေါင်စဲတော့ပေါင်နဲ့တေချာဆွဲမယ်ဆိုရင်13 feet ပေါင်ဆွဲမှာဖြစ်ပါတယ်ဒီနှစ်ဘိုးတွေရှေ့ကအကောင်ဒီအကုန်လုံးက10 mm ဒီ
ဒီကောင်က12မီလီမီတာဒီနောက်မှာအဲ့ကတ်ကတ်နာနောက်တစ်ခုက12မီလီမီတာဟိုနောက်မှာဟုတ်ရဲ့ဒီနောက်မှာဟိုမှာဟဲ့လားအဲ့မှာဒီလိုမျိုးဒီလိုတမဒီမှာဒီဟိုကိုသူ့မြောက်ဒီပြန်တက်မယ်ဒီမှာဒီပိုက်ဒီဟိုစကိုသူ့မြောက်ဒီပြန်တက်မယ်မတက်ခင်ဒီကောင်လေးကျန်ဒီကောင်လေးချက်ပြီးမှတစ်ခေါက်ပြန်လာမယ်ကျွန်တော်တို့ကိုယ်စမ်းပြန်လုံးလိုက်ပါပြီလုံးပြီးတော့မှကျွန်တော်ဘာလုပ်မလဲဆိုတော့ဒီပိုက်တွေလေးပိုက်တွေလုံးမလုံးကျွန်တော်စစ်ဖို့လည်းလိုပါတယ်အဲ့တော့ကျွန်တော် smoke machine တစ်လေးနဲ့လေးပိုက်လုံးမလုံးကြည့်ပါမယ်ဆိုရင်ဒီမှာ smoke machine လေးနဲ့ဒီကိုထိုးပြီးတော့ဒီကပိုက်တွေလုံးမလုံးကျွန်တော်ကြည့်ပါမယ်တကယ်လို့မလုံးရင်လည်းလေးမလုံးရင်လည်း miss fire ဖြစ်ပါတယ်အော်ဒီမှာမတက်ရသေးကဲလောရင်တော့မီကိုထွက်လာမှာပေါ့လောရင်တော့မီကိုမထွက်ဘူးဒီမရှိတော့စလိတ်စပြင်းလေးတွေပါဖွာပြီးတော့မှုတ်တဲ့ပေါ့အဲ့ဒီပိုက်ထဲကနေပိုက်ထဲကနေပြီးတော့အဲ့လိုမှုတ်ထဲနဲ့အဆင်ပြေနေထင်တာပဲဆိုတော့ကင်းကြီးတယောက်ဆိုဒီလိုပဲစလိတ်တောက်ပြီးမောက်တာဒီလိုမောက်ပြီးတော့သူရှာတာမရဘူးဘယ်ထမ်းလဲကြည့်မယ်ခဏနေမှရမှာဒီမှာဒီနေရာနည်းနည်းလေးထွက်နေတယ်အပေါက်လေးအဲ့လိုထွက်လို့မရဘူးလေးမလုံးဘူးချီအောင်ထပ်ပြီးတော့There you go. Full of crayons. Die komen lopen. Die komen lopen in de misfire zullen. Die komen lopen. Goed zo. Die komen. Nou, zat die al die lapje en sebilo. Mio. Ne ba pian chepi pian chala la kha. Ya smoke ကမထွက်တော့ဘူးမီးကိုမထွက်တော့မီးကိုမထွက်ဆိုလေလုံသွားပြီပါဒီလည်းလေလုံသွားပြီဆိုတော့ခါကျတော့ engine နိုးပြီးတော့ပြန်စမ်းကြည့်အောင်မရှိတော့တယ် all one, which is amazing. But somebody took to Instagram on their TikTok and stuff and was like, have you guys ever noticed that for tennis players, the
champion wins a big trophy, right? However, the runner-up wins something that like a charcuterie board like should be on, like it's almost like a plate, and they're not wrong. And they go through all the champions from even previous years, and seriously, no one. But like I don't know what the significance of the runner-up having a trophy is. It's like literally a serving platter that they receive, like a very nice serving platter.